ကျွန်တော်တို့ကဘာကြီးကအခုလက်ရှိမှာဒီလိုပုံစံရှိနေတာပါမြေပုံအပြားလေးတွေကိုကြည့်လိုက်ရင်ကျွန်တော်တို့ဦးနောက်ကဒါကိုရင်းနှီးပြီးသားလို့မှတ်ယူလိုက်ပါတယ်ဒါပေမဲ့မြောက်ကိုရီးယားကလူတွေအတွက်တော့ဒါကမတူနိုင်ပါဘူးသူတို့ကမြောက်ကိုရီးယားကိုကဘာအလေဘဟိုးမှာထားပြီးကြည့်တကြလို့ပါပဲအခုကျွန်တော်ကနိုင်ငံတနိုင်ငံဒါမှမဟုတ်နိုင်ငံလောက်ကိုဖယ်ထုတ်လိုက်ရင်ကဘာမြေပုံကြီးကချက်ချင်းဆိုတော့လို့ထူးဆန်းသွားပါလိမ့်မယ်ကျွန်တော်တို့ဦးနောက်ကပုံစံတူတာလူနဲ့ရင်းနှီးနေတာတွေကိုပဲသဘောကျတာပါဒါကြောင့်ဒါကိုမြင်ရတာနည်းနည်းတော့ထူးဆန်းနေမှာပဲနော်ဒါထက်ပိုထူးဆန်းတာကပင်လယ်ရေမျက်နှာပြင်တာမီတာ6လောက်ကျဆင်းသွားမယ်ဆိုရင်ကမ္ဘာမြေပုံကြီးဘယ်လိုဖြစ်သွားမလဲဆိုတာပါပဲရေအောက်မှာရှိတဲ့မြေမျက်နှာသွင်းပြင်တွေအကုန်လုံးပေါ်လာပြီးကျွန်တော်တို့သိထားတဲ့ကမ္ဘာကြီးကလုံးဝပြောင်းလဲသွားမှာပါကမ္ဘာမြေကြီးကစတူယန်ကီလိုမီတာတန်ပေါင်းများစွာရှိတဲ့မြေအသစ်တွေကိုပြန်ပြီးရရှိလာမှာဖြစ်ပါတယ်ကျွန်းနိုင်ငံတချို့ကတခြားနိုင်ငံတွေနဲ့ဆက်သွားတာမျိုးဒါမှမဟုတ်တချို့နိုင်ငံတွေကသူတို့ရဲ့နယ်မြေအကျယ်ဝန်းတိတိတသာကြီးမားလာတာမျိုးတွေဖြစ်လာမှာပါအဲ့ဒီတော့အထူးခြားဆုံးပြောင်းလဲမှုတွေကိုအတူတူကြည့်လိုက်ရအောင်အောက်ဘက်မှာရှိတဲ့နယူးဇီလန်နဲ့ဩစတြေးလျကနေစလိုက်ရအောင်ဩစတြေးလျကတော့ပုံစံကြီးကတော်တော်ကြီးဖောင်းကားသွားတာပါဒါပေမဲ့ဒါကအဓိကပြဿနာမဟုတ်ပါဘူးနိုင်ငံရဲ့မြောက်ဘက်ပိုင်းကတီမော်ပင်လယ်ကိုဖြတ်ပြီးအင်ဒိုနီးရှားနဲ့တွားပြီးပေါင်းမိသွားတာကပိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကကုန်းမီအသစ်ကြီးတစ်ခုဖြစ်လာစေတာပါတက်စမေးနီးယားကျွန်းကလည်းဩစတြေးလျကုန်းမီမကြီးနဲ့ပေါင်းသွားပါတယ်အတိအကျဘလောက်ဖို့ခက်ပေမဲ့ဩစတြေးလျရဲ့မြေနေရာက10%ကနေ20%လောက်ထိပိုများလာမယ်လို့ခန့်မှန်းရပါတယ်တစ်ဖက်ကတက်စမန်ပင်လယ်ကိုဖြတ်လိုက်ရင်တော့နယူးဇီလန်ကိုတွေ့ရမှာပါသူကတော့အရင်နဲ့လုံးဝကိုမတူတော့တာပါမြောက်ကျွန်းနဲ့တောင်ကျွန်းပေါင်းသွားယုံတင်မကပဲပုံပချံကပါလုံးဝပြောင်းလဲသွားပါတယ်မြေနေရာတချို့ကအရှိဘက်ကိုတော်တော်လေးကျဲထွက်သွားတာပါဩစတြေးလျကပုံစံပြောင်းသွားပေမဲ့မမိနိုင်သေးပေမဲ့နယူးဇီလန်ကတော့ဘာမှန်းတောင်မတည်တာတော့လောက်အောင်ပြောင်းလဲသွားတာဖြစ်ပါတယ်အရှိတောင်အာရှကတော့အကုန်လုံးကုန်းလန်းကနေဆက်သွယ်သွားကြပါတယ်ဆူမာတရာဂျာဗာနဲ့ဘော်နီယိုကျွန်းတွေကဖိလစ်ပိုင်နဲ့ပေါင်းသွားပြီးဗီယက်နမ်ထိုင်းတို့လိုအရှေ့တောင်အာရှနိုင်ငံတွေစီကိုကုန်းမြေချင်းဆက်သွားတာပါပင်လယ်ရေမီတာထောင်ကျဆင်းသွားတာကကြီးရုပ်ပြီးမကြီးကိုတော့တိတ်ပြီးမထိခိုက်စေပါဘူးဒါပေမဲ့အရှေ့အာရှဒေသကတော့တိတိတသာပြောင်းလဲသွားပါတယ်ဂျပန်ကျွန်းတွေကအချင်းချင်းဆက်သွားပြီးမြောက်ဘက်မှာရုရှားတောင်ဘက်မှာကြီးရုပ်တို့နဲ့ချိတ်ဆက်သွားတာပါဒါကြောင့်တောင်ကိုရီးယားကကြီးရုပ်မြောက်ကိုရီးယားနဲ့ဂျပန်တို့ကြားထဲမှာပိတ်မိနေတဲ့ကုန်းတွင်းပိတ်နိုင်ငံဖြစ်သွားပါတယ်။ဂျပန်ပင်လယ်ကြီးကလည်းစားမဲ့အိုင်ကြီးတစ်ခုဖြစ်သွားတာပေါ့။ကြီးရုပ်နိုင်ငံကတော့ဒီလိုချင်းတွေကိုတော်တော်သဘောကျမှာပါ။ဘာလို့လဲဆိုတော့ထိုင်ဝမ်ကကြီးရုပ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားလို့ပါပဲ။ရုပ်ပိုင်းဆိုင်ရာရပေါ်တာနော်။အကယ်၍ထိုင်ဝမ်ကတီချားနိုင်ငံအဖြစ်ဆက်နေမယ်ဆိုရင်တောင်ကြီးရုပ်ကကုန်းလန်းကနေကျူးကျော်ဖို့ပိုလွယ်သွားတာပေါ့။ပင်လယ်ရေကျသွားလို့ပြောမဲ့တခြားနိုင်ငံတွေကတော့ဘင်္ဂလားဒေ့ရှ်နဲ့မော်ဒိုက်တို့ပါပဲသူတို့ကကမ္ဘာပေါ်မှာရေမျက်နှာပြင်နဲ့အနှိမ့်ဆုံးနိုင်ငံတွေဖြစ်ပါတယ်အခုလက်ရှိမှာတော့ရေမျက်နှာပြင်မြင့်ကလာလို့သူတို့မြေတွေပျောက်ဆုံးမဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတာပါဒါပေမဲ့ရေကျသွားရင်တော့သူတို့နိုင်ငံတွေကယူတရက်ကြီးမားလာမှာပါမော်ဒိုက်ရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့တီရီလင်ကာကလည်းအိန္ဒိယနဲ့ကုန်းချင်းဆက်သွားပါပြီဒါကကားတွေနဲ့သွာလာရလွယ်ကူစေပြီးတီရီလင်ကာရဲ့စီးပွားရေးကိုအထောက်အကူဖြစ်စေမှာပါကုန်းသွင်းမိုင်းမှာရှိတဲ့ဘူတာနီပေါနဲ့အလေအာရှနိုင်ငံတွေကတော့ဘာမှပြောင်းလဲမှာမဟုတ်ပါဘူးမြောက်ဘက်ကကမ္ဘာအကြီးဆုံးရုရှားနိုင်ငံကြီးကတော့မြေနေရာတွေအများကြီးပိုရလာမှာပါအတိအကျမသိရပေမဲ့စတူယန်ကီလိုမီတာတန်ပေါင်းများစွာပိုကျလာတာပါအာတိတ်ဘက်ကိုမြေတွေပိုကျဲသွားတဲ့အတွက်ရေနံနဲ့တဘာဝတန်ငွေတူးဖော်ကိုအခွင့်အလမ်းတွေပိုရလာပြီးသူတို့ရဲ့စီးပွားရေးကိုအများကြီးတိုးတက်စေမှာဖြစ်ပါတယ်။အာဖရိကတိုက်ကြီးကတော့တိတ်ပြီးမပြောင်းလဲပါဘူး။တာမန်မျက်စိနဲ့ကြည့်ရင်နည်းနည်းပိုထွားလာသလိုပဲရှိတာပါ။ဒါပေမဲ့အာဖရိကရဲ့ကျွန်းနိုင်ငံတွေတော့ဇလန်းကတခြားစီပါပဲ။ မော်ရီရှစ်နဲ့ဆေးရှဲကျွန်းတွေကတိတိတသာကြီးလာပါတယ်။အခုဆိုမီးပုံပေါ်မှာကောင်းကောင်းမြင်နေရပြီပေါ့။အထူးသဖြင့်မော်ရီရှစ်ကလက်ရှိမှာစတူယန်ကီလိုမီတာ2000လောက်ပဲရှိပေမဲ့ဒီကဘာတစ်မှာတော့အရင်ထက်အဆ20ဒါမှမဟုတ်30လောက်ပိုကြီးလာမှာပါနောက်ထပ်ထူးခြားတာကရီမင်းကနေတဆင်အရှေ့အလယ်ပိုင်းနဲ့အာရှတိုက်ကအာဖရိကတိုက်မှာရှိတဲ့အီရီထရီးယားနဲ့ဂျီဘူတီတို့နဲ့ဆက်သွားတာပဲဒီလိုဆက်သွားတဲ့အတွက်ပင်လယ်နီးကလည်းအေဒန်ပင်လယ်ကွေးကနေပျောက်တော့သွားပြီးအိုင်ဂျီတစ်ခုဆက်သွားပါတယ်
အရှိအလဲပိုင်းကဆော်ဒီအာရေဗျကလည်းပါရှန်ပင်လယ်ကွေးရှိတဲ့နေရာတွေကိုဝါမျိုးလိုက်တဲ့အတွက်အီရတ်ကူဝိတ်ဘာရင်းနဲ့ဂါတာနိုင်ငံတွေကဂုံသွင်းပိုက်နိုင်ငံတွေဖြစ်သွားပါတယ်နောက်ထပ်ထူးဆန်းပြီးမထင်မှတ်ထားတဲ့ပြောင်းလဲမှုကတော့ပြင်စစ်တောင်ပိုင်းနယ်မြေတွေနဲ့ Hart နဲ့ McDonald ကျွန်းတွေအချင်းချင်းပေါင်းသွားတာပါပဲအခုလက်ရှိမှာတော့အဲ့ဒီကျွန်းလေးတွေကအရန်သေးပြီးတစ်ခုနဲ့တစ်ခုကီလိုမီတာ9လောက်ဝေးနေတာပါဒါပေမဲ့ရေကျသွားတဲ့ခါမှာတော့သူတို့ကြားကမြေတွေပေါ်လာပြီးကုန်းမြေအကြီးကြီးတစ်ခုအဖြစ်ပေါင်းစည်းသွားမှာဖြစ်ပါတယ်ဒီနေရာမှာတော့တရက်ကိုယူရှင်စရာကောင်းသွားပါပြီဥရောပတိုက်ကြီးကတော့လုံးဝကိုရှုပ်ထွေးသွားတာပါတိုက်တစ်ခုလုံးကအကုန်လုံးဆက်သွားကြပါတယ်မြောက်ပင်လယ်အင်္ဂလိပ်ရေလက်ချာနဲ့ဘော်ဒီပင်လယ်တွေပျောက်သွားပြီးဥရောပနိုင်ငံတွေရဲ့မြေနေရာတွေထွက်လာပါတယ်ဗြိတိန်ကတော့မှတ်မိဖို့တောင်မလွယ်တော့ပဲအာယာလန်နဲ့တွားပေါင်းပါတယ်ဒါကအာယာလန်လူမျိုးတွေကတော့တော်တော်လေးသဘောကျမှာပါဒီဒေသကိုဒေါ်ဂါလန်လို့ခေါ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း3800လောက်ကရေခဲပင်ခင်မှာဗြိတိန်နဲ့ဥရောပကိုဆက်ပေးခဲ့တဲ့မြေနေရာထင်ပါတယ်ရေခဲတွေအရေးပြောပြီးရေမျက်နှာပြင်မြင့်လာတော့မှဒီမြေတွေကရေအောက်ရောက်သွားလာပါအခုပင်လယ်ရေမီတာထောင်ပြန်ကျသွားရင်တော့ဒီမြေတွေပြန်ပေါ်လာပြီးအနောက်ဥရောပနဲ့မြောက်ဥရောပကပြန်ဆက်ပေးမှာဖြစ်ပါတယ်စကော့တလန်ကဖာရိုကျွန်းစုနဲ့ဆက်သွားတယ်လို့အဲ့ဒီကနေအိုက်စ်လန်ဂရင်းလန်းနဲ့ကနေဒါအထိကုန်းလန်းကနေဆက်သွားပါလေဆိုလိုတာကမြောက်အမေရိကနဲ့ဥရောပကြားမှာကုန်းလန်းတနာကြီးတစ်ခုဖြစ်လာတာပါအလက်စကာကလည်းရုရှားနဲ့ဆက်သွားတဲ့အတွက်ကမ္ဘာတစ်ပတ်လုံးကိုကားမောင်းပြီးဖြစ်လမ်းလျှောက်ပြီးဖြစ်သွားလို့ရသွားပါတယ်အီတလီနဲ့မော်တာလိုကလည်းပေါင်းသွားပြီးအာဖရိကကုန်းမြေမကြီးနဲ့ဆက်သွားပါတယ်နော်ဝေးကလည်းရေကျသွားလို့မြေတွေအများကြီးပိုရလာပြီးမှတ်မိဖို့တောင်ခတ်သွားပါတယ်အမေရိကန်ကတော့တိတ်ပြီးမပြောင်းလဲပါဘူး